အားလုံးပဲမင်္ဂလာပါတောင်းဆိုတာများလို့နေထုတ်လမ်းလိုက်ပါပြီဒါကတော့ F9 9pm night call လေးပဲဖြစ်ပါတယ်ဒီရင်မွေးလေးကကျွန်တော်ကိုတော်တော်များများကမတင်သေးဘူးလားဗညာလာမေးကြရပေါ့နော်ထွက်ခဲ့တဲ့မြ 9pm ထဲမှာသူ့ရဲ့ packaging ကိုအကြိုက်ဆုံးပဲ okay Astra department လေးဖြစ်သွားမယ်အနက်မဆွဲမှာကြောက်တာတို့ဘာလို့သူတွေအားလုံးအတွက်အဆင်ပြေမယ် weight ကလည်းတော်တော်ပါတယ်ဝါဒီလိုခွာလိုက်ရတာမျိုးမဟုတ်ပဲねသူကဒီလိုလားပတ်တာလေးနဲ့ပလင်းရဲ့အပေါ်ကတက်ရှာတွေကတော်တော်မိုက်တယ်ဗျဘူးပုံစံကလည်းမိုက်တယ်ပထမအဆုံးမြင်တာကဘာလဲဆိုတော့ကိုသုံးတဲ့ပစ္စည်းတွေကလုံးဝအမြဲတမ်း luxury vibe ကိုပေးနေတာမှကြိုက်တယ်ဆိုတဲ့သူအားလုံးအတွက်အဆင်ပြေမဲ့ရည်မွေးလေးဖြစ်တယ်ဒါပထမဆုံး packaging မှာနေမြင်ရတဲ့အမြင်လေးပါဆိုတော့ကျွန်တော်သူ့အနံလေးကိုတစ်ချက်ဖြန်းကြည့်လိုက်မယ်သူက epe နဲ့ Bergamot ရဲ့ fresh ဖြစ်တဲ့အနံလေးလည်းပါမယ်။တီးကြတဲ့ night ကအမှောင်ဘက်ကိုသွားပြီဆိုတာနဲ့ကျွန်တော်အုံနောက်ထဲမှာမှတ်ထားလိုက်တာက vanilla ပါတယ်။တီးကြတဲ့ဒီကောင်မှလည်း vanilla ပါ။စဖြန်းလိုက်တဲ့အခါမှာ fresh ဖြစ်မလို့လေးနဲ့ဒုတိယလောက်မှာနည်းနည်းချိုတဲ့ပုံစံမျိုးလေးဖြစ်သွားမယ်။နည်းနည်းမှုန်ချချလေး cardamom ပါတဲ့အနံလေးဖြစ်သွားမယ်။သူ့ရဲ့ dry down တစ်ချက်ကြည့်မယ်ပေါ့နော်။ဒီကောင်ကnight out ဆိုတဲ့အတိုင်းပဲ night out အတွက်လည်းအရန်အဆင်ပြေမယ်ပြီးရင်ကျွန်တော်တို့ dating တွေဘာတွေအတွက်လည်းကောင်းကောင်းအဆင်ပြေမယ်ရီမူလေးတစ်လုံးဖြစ်တယ်ဗျာ plain packaging ကိုတစ်ခုလုံးမှာဘာမှအခုချိန်ထိအပြစ်ပြောစရာမရှိဘူး extra department ဖြစ်တာလုံးဝမှပြီးပြည့်စုံသွားစေခဲ့တယ်ဗျplain ကတော့တော်တော်ကြိုက်တယ်ကျွန်တော်စုဖြစ်မဲ့ထဲမှာတော့ပါတယ်ဒီကောင်ကိုကျွန်တော်တစ်လုံးစုမယ်သူ့ရဲ့ dry down ရောက်သွားတဲ့အခါမှာစဖြန်းလိုက်တဲ့ပုံစံနဲ့လုံးဝမတူဘူးစဖြန်းလိုက်တဲ့အခါမှာထွက်လာတဲ့အနံ့နဲ့လုံးဝမတူဘူးဗျစဖြန်းလိုက်တုန်းကအနံ့ကကျတော့တာမန်လူတွေကျွန်တော်တို့ရေမွေးကိုမှုေးတာတင်းတာ fresh ဖြစ်တာပဲကြိုက်တဲ့သူတွေလုံးဝမကြိုက်နိုင်တဲ့ပုံစံတစ်ခုဖြစ်ပြီးတော့သူ့ရဲ့ dry down ရောက်သွားတဲ့အခါမှာအဲ့လိုလူတွေပါကြိုက်နိုင်တဲ့အနေအထားတစ်ခုဖြစ်သွားတယ်ဗျ9 PM night callအစကတည်းကဒီကောင်ကိုရလိုက်တင်တာဒါဆိုရင်ကျွန်တော်တချို့ရေမွေညွှန်းဖြစ်မှာတော့မဟုတ်ဘူးဒီကောင်ကို night out အတွက်ကျွန်တော်တို့ပွဲတက်ပါညာအတွက်ဆိုရင်အထာကြကြနဲ့ဂေါ်လို့ရတယ်ဆိုပြီးကျွန်တော်အမြဲတမ်းဒါလေးကိုပြောရအောင်ဖြစ်မှာဗျဒါလေးက after 9 PM night out လေးပဲဖြစ်ပါတယ်ဒီရေမွေးလေးကိုဝယ်ယူအားပေးခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ကြီးရေမွေးဆိုင်ပေါင်းလုံးနဲ့တပြေကုန်းဆိုင်တို့မှာစိတ်ကြိုက်စမ်းသက်ပြီးတော့ decant ပဲဖြစ်ဖြစ် full site ဒီလိုမျိုးပလင်းလိုက် packaging လှလှလေးနဲ့ပဲဖြစ်ဖြစ်ဝယ်ယူအားပေးလို့ရပါပြီခင်ဗျာရေမွေးဆိုတာကိုယ်တိုင်ဒိတ်ပဲဖွင့်ဆိုရတဲ့ခက်စစ်တစ်ခုပါဗျbye bye